ကိုယ့်ရဲ့ Facebook အကောင့်ထဲကိုကိုမသိတဲ့တခြားလူတစ်ယောက်ကခိုးဝင်ဖို့ကြိုးစားတဲ့အခါကိုယ့်ရဲ့ Facebook Notification ဘာမှာအသိပေးချက်ရောက်လာအောင်ဘယ်လိုလုပ်ထားရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးမိမိလက်ရှိသုံးနေတဲ့မိမိရဲ့ Facebook အကောင့်လေးတွေဝင်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီဘက်အပေါ်ဆုံးတောင်းအောင်မီနူးဘားလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီ setting လေးကိုတစ်ချက်ဆက်နှိပ်ပေးမယ်။ဒီနေရာရောက်လာရင်ကျွန်တော်တို့ See More in Account Center ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်ပြီးလိုက်ပါမယ်။ဒီနေရာရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်က Password and Security ဆိုတဲ့အထက်ကိုတစ်ချက်ဆက်ဝင်ပြီးလိုက်မယ်။ပြီးရင်ဒီအောက်က Login ဆိုတဲ့နေရာလေးကိုတစ်ချက်ဆက်ဝင်ပြီးလိုက်မယ်။ကိုယ့်ရဲ့ profile ကိုနှိပ်ပေးလိုက်မယ်။ကဲဒီနေရာမှာဒီလိုကွက်လက်လေးဖြစ်နေရပေါ့နော်ကျွန်တော်တို့ဒီကွက်လက်လေးကိုကျွန်တော်အမှန်ရှိလေးပေးလိုက်မယ်။ကဲဒီလိုအမှန်ရှိလေးပေးထားလိုက်မယ်ဆိုရင်မိမိရဲ့ Facebook အကောင့်ထဲကိုမသိတဲ့တခြားလူတစ်ယောက်ကခိုးပြီးဝင်သုံးဖို့ကြိုးစားတဲ့အခါကိုယ့်ရဲ့ Facebook Notification မှာအသိပေးချက်ရောက်လာမှာပဲဖြစ်ပါတယ်။ကျွန်တော်အခုမျှဝေပေးသွားတဲ့နည်းလမ်းလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတည့်မယ်လို့ယုံကြည်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။